ပြီးခဲ့တဲ့2 လလောက်တုန်းကကိုရီးယားရှစ်ခေတ်သမိုင်းစာအုပ်တအုပ်ကိုဖတ်ရတယ်။အဲ့ဒီမှာမြန်မာနိုင်ငံနဲ့တူညီတဲ့အချက်2ခုကိုတွေ့ရတယ်။ကိုရီးယားရှစ်ခေတ်3ပြည်ထောင်စုဒီစစ်မှတ်ဖြစ်ပွားနေတဲ့အချိန်ကိုရီးယားနန်းတွင်တစ်ခုမှာဒီအရက်ဖက်ဝန်ကြီးတွေနဲ့ဘယင်နဲ့မင်းညီလာခံလုပ်နေတဲ့အချိန်မှာအရက်ဖက်ဝန်ကြီးတွေကဒီဘယင်ထံကိုတင်ပြတာပေါ့နော်။ဒီနန်းတွင်ထဲကစစ်တီရဲမှတ်တွေဒီအစ်စ်နှိပ်တဲ့စစ်တီရဲမှတ်စစ်သားတွေကိုဘာခံစားခွင့်မှမပေးနဲ့အိမ်ယာမြေခံစားခွင့်တွေမပေးဘဲနဲ့နန်းတွင်ထဲကဒီစစ်သားတန်းရမှာပဲထားစားလောက်ယုံပဲပေးတင်တယ်။ဘာကြောင့်လဲဆိုတော့ဒီစစ်သားတွေကမြေယာပိုင်ဆိုင်မှုတွေရှိပြီးတော့ဒီအစားကောင်းတောက်ကောင်းတွေစားပြီးတော့စီးစိမ်ရစ်မှုနေရင်ဒီစစ်ရေးကိုတက်တက်ကြွကြွမရှိဘဲနဲ့တကယ်စစ်ရေးနဲ့ကြုံလာတဲ့ခါကျရင်စစ်သားတွေကအစားကောင်းတောက်ကောင်းတွေစားပြီးအစီတွေရစ်နေရင်ဒီစစ်ဘက်ရေးရာမှာလိုအပ်ချက်တွေဖြစ်လာနိုင်တယ်အဲ့ဒီအတွက်တာမန်အစစ်နှိပ်တဲ့စစ်သားတွေကိုဘာပိုင်ဆိုင်မှုမှမပေးဘဲနဲ့နန်းတွင်တန်းရထဲမှာပဲစင်စင်ရဲရဲထားဖို့ဝင်ကြီးတွေကတင်ပြတယ်နောက်တစ်ချက်ကတိုင်းပြည်ထဲကစင်းရဲတဲ့လူစင်းရဲတွေကိုလေယာမြေပိုင်ဆိုင်မှုမပေးဘဲနဲ့ကြေးကျွန်လိုမျိုးလေရင်ငှားလိုမျိုးပဲထားတင်တယ်ပြည်သူတွေကကိုပိုင်လေယာတွေပိုင်ဆိုင်ပြီးတော့စီးပွားဥစ္စာပြည်လဲနေရင်စီးစိမ်မှာရစ်မှုနေရင်ဘရင်ကိုလည်းမထီမဲ့မြင်ပြုမယ်တိုင်းပြည်ပေါ်လည်းမထီမဲ့မြင်ပြုမယ်ဘရင်နန်းတွင်းကိုလည်းမထီမဲ့မြင်ပြုလာမယ်ဒါအပြင်နန်းတွင်းကဒီစစ်သားလိုအချက်အရာစစ်သားစုဆောင်းတဲ့အခါမှာသူတို့ကိုယ်တိုင်ကိုကြအစိတ်လိုလက်ရတာဝန်ထမ်းဆောင်မှာမဟုတ်ဘဲနဲ့ရှိမယ်အဲ့ဒီအတွက်ကြောင့်စစ်သားရှာစရာမလိုဘဲနဲ့ဒီသူတို့အလိုလိုစိတ်ဆန္ဒအလျောက်လာပြီးတာဝန်ထမ်းဆောင်ဖို့အတွက်ဆိုရင်အဲ့ဒီပြည်သူလူထုကစင်းရဲမွဲတေငတ်ပြက်နေရင်ပြည်သူလူထုကဒီနန်းတွင်းထဲမှာလာပြီးတာဝန်ထမ်းဆောင်ရတယ်စစ်သားလောက်ရတာကိုသူတို့ဂုဏ်ယူနေမယ်သူတို့မိသားစုအတွက်အဆင်ပြေမယ်အဲ့ဒါဆိုရင်တဲ့နန်းတော်ကစစ်သားရှာစရာမလိုတော့ဘဲနဲ့သူတို့အလိုလိုစစ်သားလုပ်ချင်တဲ့လူတွေအလူအရက်အတန်းစီနေမယ်တဲ့ဆိုတော့အဲ့ဒီနှစ်ချက်ကမြန်မာနိုင်ငံနဲ့တော်တော်ကိုက်ညီတယ်အဲ့ဒါတွေကအခုလက်ရှိအချိန်ထိအဲ့ဒီ popular တွေအဲ့ဒီ theory တွေကိုမြန်မာအကြမ်းဖက်စစ်အာဏာရှင်တပ်ထဲမှာအခုချိန်ထိအသုံးပြုနေတုံးပဲเนาะတာမန်စစ်သားတွေကိုစင်စင်ရဲရဲနဲ့ဒီတက်ရိတ်ခါလောက်နဲ့ထားပြီးတော့ပစ်ထားတယ်ပြည်သူလူထုကိုလည်းအမြဲတမ်းစင်ရဲအောင်ထားတယ်ဘာလို့လဲဆိုရင်အဲ့ဒါမှဒါလည်းစစ်သားစစ်တပ်ထဲကိုဝင်ပြီးတာဝန်ထမ်းဆောင်ရရင်သူတို့ကိုသူတို့အရန်ကုန်ယူနေမယ်အခုချိန်ထိအဲ့ဒီ theory ကမှန်နေတုံးပဲเนาะမြန်မာစစ်တပ်မှာအခုချိန်ထိအသုံးပြုနေတုံးပဲအခုအကြမ်းဖက်အာဏာယူစစ်တပ်မရောက်လိုက်စစ်အာဏာရှင်အဆက်ဆက်လက်အောက်မှာတာဝန်ထမ်းဆောင်နေတဲ့စစ်သားတွေကိုကြည့်လိုက်တိုင်းပြည်ကိုချစ်လို့မဟုတ်ဘူးသူတို့မိသားစုထဲကတယောက်ကစစ်တပ်ထဲကိုရောက်သွားပြီဆိုရင်သူတို့တန်းရရတယ်ရိတ်ခါရတယ်သူတို့ရဲ့နေ့စဉ်ဘဝဘာမှပူစရာမလိုတော့ဘဲနဲ့စစ်တပ်ကပေးတဲ့ရိတ်ခါကိုစားရင်ဒါကိုပြည်သူကကြွေးတယ်လို့သူတို့မထင်ဘူးစစ်တပ်ကကြွေးတယ်စစ်ဗိုလ်ချုပ်တွေကကြွေးတယ်လို့ပဲသူတို့ထင်တာလေအဲ့ဒါကြောင့်လေစစ်တပ်ကအမိတ်ပေးမြကိုပြည်သူကိုရက်ရက်ဆက်ဆက်နှင်းပန်းနှိပ်ဆက်တပ်ဖြတ်နေတာဖြစ်တယ်ဆိုတော့ဒီ theory တွေကမြန်မာအကြမ်းဖက်စစ်အာဏာရှင်တွေကပေါ်ခဲ့တာမဟုတ်ဘူးเนาะလွန်ခဲ့တဲ့နှစ်ပေါင်း900 1000လောက်ကတည်းကရှိခဲ့တဲ့ theory တွေအဲ့ဒါကိုအခုချိန်ထိမြန်မာစစ်တပ်မှာသုံးနေတုံးပဲ